ဆရာဟုတ်ကဲ့ပါဟုတ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဆင်မတို့ ਨੇ ရှင်းပြခြင်းတဲ့ဟာကတော့အဓိကကျွန်တော်တို့post earthquake building usability assessment ဆိုတော့ main ကျွေတို့ကတော့သိထားပြီးသားဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်ကနေပြီးတော့ဒီ data ကဘာလို့အသုံးတည့်ရဆိုတာလေးကျွန်တော်တို့စပြီးတော့ရှင်းပြပါမယ်ဆိုတော့ကျွန်တော်တို့ဒီ Kobo Toolbox မှာကျွန်တော်တို့ခုသုံးတဲ့ form က online form ကိုကျွန်တော်တို့ဘာလို့သုံးခိုင်းလဲဆိုတော့ဒါကကျွန်တော်တို့သုံးတဲ့ဒါကကျွန်တော်တို့သုံးတဲ့ online form ပါဒီ online form ဘာလို့သုံးခိုင်းလဲဆိုတော့ဆင်မတို့ဒီ data တွေကအခုလိုမျိုးပဲမြေပုံပေါ်တက်ရောက်လာတာဖြစ်ပါတယ်ဆိုတော့ဆင်မတို့ရဲ့ဒီအဆောက်အုံမှာကိုယ်အဆောက်အုံကပုံမှန်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီဟာတွေကိုစာရွက်ထဲထည့်ရမယ်စာရွက်ထဲထည့်ပြီးတော့ဒီဟာတွေကိုစာရွက်ထဲကနေမှတစ်ဆင့်ပြန်ကူ Excel ကိုပြန်ထည့်ပြီးတော့မှ map ပေါ်တင်ဆိုရင်လေအဆင့်တွေအများများပါတယ်ဒီဟာဆိုရင်ကျွန်တော်တို့ဒီ data ကိုကျွန်တော်တို့တန်းသုံးလို့ရပါတယ်ဆိုတော့အဲ့ဒါဒီ online form ကိုသုံးတဲ့ရည်ရွယ်ချက်ရဲ့အဓိကလေအကြောင်းရင်းပါဆိုတော့ဒီမှာဆိုရင်ဆရာမတို့မြင်ရလိမ့်မယ်ကျွန်တော်တို့အခုလေမန္တလေးရဲ့စကိုင်းရဲ့မှာ data ကောက်နေတဲ့အချိန်မှာကျွန်တော်တို့တွေ့တာကလည်းပြန်ဖြိုရမယ့်အဆောက်အုံလူနေဖို့မသိတော့တဲ့အဆောက်အုံ unsafe အဆောက်အုံက 20% အခုဆိုကျွန်တော် building 200လောက်ဖြစ်နေပြီ200လောက်မှာ 20% အလုံး20ဆိုတော့ 10% လောက်ပဲရှိပါဆိုတော့ကျန်တဲ့90ကကျွန်တော်တို့ကပေါ့နော်90တွေက50ကပြန်သုံးလို့ရမယ်50တွေကကျန်တဲ့လေ30ရာခိုင်နှုန်း40 30ရာခိုင်နှုန်းလောက်ကတော့ပြန်ပြင်ပြီးရင်ကျွန်တော်တို့နေဖို့ရမယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒီ data ကိုကျွန်တော်တို့ချက်ချင်းရနိုင်တာပါဆိုတော့အဲ့အတွက်ကျွန်တော်တို့က Kobo form ကိုလေသုံးစေချင်တာပါဆိုတော့ကျွန်တော် Kobo form ရဲ့အသုံးပြုပုံလေးကိုကျွန်တော်စပြီးတော့ပြောပြပါမယ်ဆိုတော့ Kobo form ကကျွန်တော်တို့ခုလုပ်ထားတဲ့ form လေးကကျွန်တော်တို့မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူလုပ်လို့ရအောင်လေကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဆင်မတို့ဝင်လိုက်တယ်ဆိုရင်ဒီ version ရဲ့ number က2504လို့ပေါ်ပါလိမ့်မယ်အဲ့ဒါဆိုဒါ update version ပါဆိုတော့ဒီမှာဆိုရင် name of assessor ID ဒီ assessor ID တွေကအခုဆိုရင်ဆရာမတို့စီကိုစကိုင်း team အတွက်လည်း assessor ID ရပြီလို့ထင်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့အဲ့ဒီရတဲ့ assessor ID ကိုဖြည့်ပါကျွန်တော်အခုအစမ်းတစ်ခုဖြည့်ပြပါမယ်အခုဆိုရင်ဒါဆိုရင်ကျွန်တော်ဆိုရင်ရန်ကုန်ကဆိုတော့ y ပေါ့ဗျာ y0001 ဆိုရင်ဒါဆိုရင်ကျွန်တော်ရဲ့လေ ID ကိုကျွန်တော်ဖြည့်လိုက်ပါတယ်ဆိုတော့ဘာလို့ဒီ ID ကအရေးကြီးလဲဆိုတော့ကျွန်တော် data တွေကပြီးသွားရင်လေပျောက်သွားမှာပါ data သွင်းထားတဲ့ဟာတွေက data သွင်းထားတဲ့လူတွေကပျောက်သွားမှာပါဒီလိုမျိုးကျွန်တော်တို့သူ့ရဲ့ name နဲ့ ID နဲ့တွဲထားရဆိုကျွန်တော်တို့ data ကိုပြန်မေးချင်တာဖြစ်ဖြစ် data ရဲ့ quality ကို verify လုပ်ချင်တာဖြစ်ဖြစ်ကျွန်တော်တို့ကပြန်ပြီးဆက်သွယ်လို့ရပါတယ်အဲ့အတွက်ဒီ assessor ID ကအရင်ရေးကြည့်ပါတယ်ဒါကိုဖြည့်ပေးပါနောက်တစ်ခုကကျတော့အဆောက်အအုံရဲ့နာမည်ကျွန်တော်တို့ဒါတွေကဘာတွေအတွက်ရည်ရွယ်ထားလဲဆိုတော့ရုံးအဆောက်အအုံတွေအဲ့အဆောက်အအုံနာမည်ရှိတဲ့အဆောက်အအုံကိုထားပါတော့နော်ကေတုမတီဓမ္မာယုံတို့ကျွန်တော်တို့လဲဆယ်ယုံတို့အဲ့ဒါမျိုးစောက်လို့ရယုံတို့အဲ့ဒါမျိုးယုံရဲ့အဆောက်အအုံရဲ့နာမည်ရှိရင်တော့ဖြည့်ပါအိမ်နံပါတ်တွေဆိုရင်အပင်ပန်းခံပြီးအိမ်နံပါတ်မေးပြီးလိုက်ဖြည့်ကြမလို့ပါဘူးကျွန်တော်တို့ရဲ့အဓိကဒီ assessment ရဲ့ရည်ရွယ်ချက်တွေကျွန်တော်အဆုံးရှင်းပြပါမယ် assessment ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့အဆောက်အအုံများများကိုကျွန်တော်မြန်မြန်နဲ့ assessment လုပ်ဖို့ပါဆိုတော့ကျွန်တော်တက်နိုင်သလောက်အိမ်ရှင်ကိုအနောက်ရှက်မပေးဘဲနဲ့ကျွန်တော်တို့အဆောက်အအုံရဲ့ exterior ကနေကြည့်ပြီးတော့ဒီအဆောက်အအုံကသုံးလို့ရလားပေါ့နော်ဖြိုရမယ့်အဆောက်အအုံလားဆိုတာကိုအကဲဖြတ်ဖို့ပါတကယ်လို့အရန်ကိုလိုလာပြီးအထဲကိုဝင်ဖို့လိုလာပြီးဆိုရင်တော့လေအထဲကိုဝင်ပြီး assessment လုပ်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့အဓိက assessment ရည်ရွယ်ချက်ကအဆောက်အအုံများများကိုမြန်မြန်နဲ့ပြီးစေခြင်းတဲ့အတွက်လေကျွန်တော်တို့ရဲ့ဟာမှာထန်ကုန်ဒီ form ကိုကျွန်တော်တို့2မိနစ်လောက်3မိနစ်လောက်အတွင်းမှာဖြည့်နိုင်အောင်ကျွန်တော်တို့ကဒီ form လေးကိုကျွန်တော်ပြုစုထားပါတယ် form ဖြည့်တဲ့အချိန်မှာလည်း data တန်းရအောင်ကျွန်တော်တို့ digital form ကိုကျွန်တော်တို့လုပ်ထားပါကျွန်တော်အဲ့ဒါကိုအပင်မခံလုပ်ထားရည်ရချက်ကဒီ data တွေကိုကျွန်တော်တို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကမြန်မြန်ဆန်ဆန်သုံးနိုင်ဖို့ပါအဲ့အတွက်ဆရာမတို့ကဒီ Kobo form လေးကိုသုံးဖို့တော့အရင်ရေးကြည့်ပါတယ်စာရွက်တွေကိုမသုံးပါနဲ့ဒီ Kobo form ကိုသုံးပေးပါခင်ဗျဆိုတော့ဒီခုပြန်ပြောမယ်ဆိုရင်ဘာလို့ကျွန်တော်ဒီဟာကိုမြန်မြန်ဆန်ဆန်လုပ်ဖို့တိုက်တွန်းနေလဲဆိုတာလေးလည်းကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်သိမကြခုကာလကကျွန်တော်တို့ April ပါခုဆို April ကျွန်တော်ရန်ကုန်မှာဆိုလဲမိုးရွာပြီဆရာမတို့စီမှာဆိုလဲဒီမုန်တိုင်းနဲ့အတူပါလာတဲ့မိုးကဆရာမတို့စီမှာဆိုလဲနည်းငယ်ရွာမယ်ထင်ပါတယ်အဲ့ဒီမိုးကသိမကြခင်မှာမုန်တိုင်းနဲ့ဆက်ပြီးတော့မိုးရွာသည်ဝင်လာတော့မှာအဲ့ဒီကြရင်ကျွန်တော်တို့အတွက်အများဆုံးရမယ့်အချိန်ကတစ်လခွဲလောက်ပဲကျွန်တော်တို့အချိန်ရပါပါအဲ့တစ်လလောက်အတွင်းမှာလည်းမိုးရွာပြီးတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ခုကျွန်တော်မနေ့ကဆရာဦးအောင်ကြည်စိုးနဲ့ပြောတဲ့သတင်းချက်လက်အရဆိုကျွန်တော်တို့စကိုင်းမှာဆိုအဆောက်အုံ9000ကထိခိုက်နေတာပါအဲ့အဆောက်အုံ9000မှာတိမ်မှာလူ3ယောက်ဆိုရင်တော့လူ1000ခွဲ
လူတစ်ပေါင်းကဒီမိုးရေကြီးထဲမှာသူတို့ကိုယ့်ရဲ့အစားအုံကအနီလားမသိဟွာလားမသိစိမ့်လားမသိဆိုမိုးရေကြီးထဲမှာသူတို့နေမယ်ဆိုရင်ကျင်းတွေပါတယ်ရော virus infection ရှိမယ်နောက်တစ်ခုကကြတော့ဖျားနာမှုရှိမယ်ပြီးတော့ hygiene ကိုယ့်ရဲ့တကိုယ်ရည်တခါရမှာဟိုလေအစင်မပြေတာတွေရှိမယ်အများကြီးဖြစ်လာမှာပါကျွန်တော်တို့အဲ့အတွက်ကျွန်တော်တို့ကဘယ်စောင်းအောင်ကတော့ green ဘယ်စောင်းအောင်ကတော့ red ဆိုတော့ကျွန်တော်ကိုယ်ပြားသိဖို့လိုပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ assessment ကိုကျွန်တော်မြန်မြန်နဲ့ဟိုများများလုပ်စေချင်တယ်လို့ကျွန်တော်မေတ္တာရက်ခံပြီးတော့မလိုအပ်ဘဲနဲ့အချိန်အကုန်မခံဖို့အတွက်ကျွန်တော်ဟိုလေဟိုမေတ္တာရက်ခံလိုပါတယ်ဆိုတော့ပြန်ဆက်မယ်ဆိုရင်ဒီအစောင်းအုံနာမည်ကအိမ်နံပါတ်တွေဆိုရင်အတင်းလိုက်မင်းမြင်နဲ့အဖြစ်နဲ့ထားခဲ့လိုက်နောက်တစ်ခုကကိုယ့်ရဲ့အစောက်အုံကအပြင်ကိုကြည့်တယ်ဆိုရင် exterior အတွင်းကိုကြည့်တယ်ဆို interior နှစ်ဖက်လုံးအတွင်းရောပြင်ရောကြည့်လိုက်တယ်ဆိုတော့ both ပေါ့လေကျွန်တော်နောက်တစ်ခုအရေးကြီးဆုံးကဘာလဲဆိုတော့ဒီဟိုပါဒီချိန်သီးလေးပါဆရာမတို့ဖုန်းနဲ့ကောက်တယ်ဆိုရင်မြင်ပါလိမ့်မယ်ဒီချိန်သီးလေးပါဒီချိန်သီးလေးကိုနှိပ်လိုက်တယ်ဆိုရင်ဆရာမတို့ရဲ့တီနေရဖုန်းရဲ့တီနေရဖုန်း data ကောက်နေတဲ့လူရဲ့တီနေရကိုအတိအကျကောက်ပါတယ်ဆိုတော့ကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်တော့စောက်အုံကိုဟိုဘက်လမ်းကနေ data မကောက်ပါနဲ့ဟိုဓာတ်ပုံရိုက်မယ်ဆိုရင်တော့ဝေးဝေးရကောက်ပါဒီ data လေး GPS ယူကန်နေမှာအစောက်အုံနဲ့တက်နိုင်တဲ့လောက်ကတ်အောင်သွားပါကတ်အောင်သွားပြီးတော့မှ GPS ကိုယူပါဆရာမတို့တစ်ခါတလေမှာဟိုဟာရှိပါလိမ့်မယ်ဟို data အင်တာနက်မရလို့ဟိုမတက်တာရှိပါလိမ့်မယ် GPS မတက်တဲ့ခါကျရင်မအေးကျွယ်ကိုလည်းပြောပြထားပါတယ်ကျွန်တော်တို့ဟိုပါပေါ့နော်ဒီ GPS တက်တဲ့ဟိုဟာလေးတွေရှိပါတယ်ဟိုအင်တာနက်မလိုဘဲနဲ့ GPS လက်လောင်ရတဲ့အဲဒီ app လေး GNSS ဆိုတဲ့ app လေးရှိပါတယ်အဲ့ app လေးကိုသုံးပြီးတော့အဲ့ဒီရဲ့ဟာကို manual အတွင်းမှာအင်တာနက်ရတယ်ဆိုတော့ခုလိုချိန်သီးလေးကိုနှိပ်ပြီးတော့တန်းသုံးလို့ရပါတယ်ဆိုတော့ဆရာမတို့အင်တာနက်ကရလိုက်မရလိုက်ဆိုတော့ရတဲ့နေရာမှာဆိုတော့ချိန်သီးနှိပ်ပါမရဘူးဆိုရင်တော့ဒီဟာလေးကိုဒသမ6လုံးထိ96ဒသမဒီမှာဆိုဆရာမတွေ့ပါလိမ့်မယ်960 399ဒသမ6လုံးထိကိုရေးနှိပ်ပေးပါအရန်ရေးကြည့်ပါတယ်အဲ့ဒီချက်လက်မှားတယ်ဆိုရင်ကျွန်တော်တို့ဘာမှအလုပ်လုပ်လို့မရပါဘူးနောက်တစ်ခုကအရေးကြီးဆုံး VPN ဒီမှာ VPN မသုံးပါနဲ့ VPN သုံးလိုက်တယ်ဆိုရင်ကျွန်တော်တို့ဆရာမတို့ညွှန်ပြတဲ့အိမ်ကဘယ်ကိုရောက်သွားမလဲဆိုတော့အဲဒီစင်ကာပူတို့ဂျပန်တို့အင်္ဂလန်တို့ရောက်သွားပါလိမ့်မယ်ကျွန်တော်တို့အဲ့ဟိုဟာလေအဲ့ဒါဆိုရင်အဲ့ data ကျွန်တော်တို့အတွက်သုံးလို့မရတဲ့ data ဖြစ်သွားပါလိမ့်မယ်ဆရာမဆိုတော့အဲ့ဒါလေးဒီ location ကအရေးကြီးတဲ့အတွက်ကျွန်တော်ဟိုဟာလေဟိုအထူးမြတ်တာရက်ခံပါတယ်သိကြအောင်လုပ်ပေးပါဆိုတော့နောက်တစ်ခု building land နဲ့ width နဲ့ building land နဲ့ width နဲ့ကကျွန်တော်တို့ဟိုဟာလေအစောက်အုံကနေဆရာမတို့ခုနဒီလက်လောင် data လေးသာကျွန်တော်တို့အသေးသေးချာချာပေးလိုက်တယ်ဆိုရင် building land နဲ့ width နဲ့ကကျွန်တော်တို့အတွက်မခက်ဘူးကျွန်တော် satellite ပေါ်ကနေယူလို့ရတယ် satellite ပေါ်ကနေအစောက်အုံရဲ့ဒီဟိုဟာလေပုံကို footprint ကိုကျွန်တော်တို့ယူလို့ရတယ်ဆရာမတို့အလွယ်တကူသိအောင်ဆိုရင်တော့အဲ့ဒါကို20 60ဆို20 60 40 60ဆို40 60အဲ့လောက်ပဲအကြမ်းမြင့်ဖြစ်ရင်ရတယ်ဆိုတော့ကျွန်တော်တို့အသေးစိတ်တွေပေဘူးနဲ့ light တိုင်းနေကြမလို့ဘူးဒီမှာ building land နဲ့ width နဲ့လေနောက်တစ်ခုကအရေးကြီးတာ story number satellite data ကနေကြည့်ရဆိုကျွန်တော်တို့အပေါ်စီးကကြည့်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသူ့ရဲ့ခုနကအစောက်အုံရဲ့အလျားနဲ့အနံကိုကျွန်တော်တို့ကောက်လို့ရမယ်ဒါပေမဲ့အစောက်အုံရဲ့အထက်ရေအတွက်ကိုတော့ကျွန်တော်မသိဆရာမတို့ဒီမှာအထက်ရေအတွက်ကိုသိအောင်ဖြည့်ပေးပါအဲ့ဒီမှာလည်းတစ်ခုရှိပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကမြင်းကြီးတဲ့ပထမတဲ့ဒုတိယတဲ့တတိယတဲ့သွားတာရှိဆိုတစ်လွာနှစ်လွာသုံးလွာဆိုပြီးသွားတဲ့လူတွေရှိပါတယ်ဆိုတော့အဲ့အတွက်သေချာအောင်ဟိုဟာလေဘာလို့စေခြင်းလဲဆိုတော့မြင်းကြီးတဲ့ကိုပါထည့်တွက်ပါကျွန်တော်ခဏနေပုံလေးတစ်ပုံနဲ့ကျွန်တော်ရှင်းပြပါမယ်မြင်းကြီးတက်ကိုလည်းတစ်လို့တွက်ပါ1 2 3မြင်းကြီးတက်တွေအကုန်လုံးကိုတစ်လို့ဟိုဟာလေသတ်မှတ်ပြီးတော့တက်သွားပါအဲ့ဒါဆိုရင်ဟို information က same ဖြစ်ပါလိမ့်မယ်0တချို့တွေက0 1 2 3စတယ်1 2 3စတယ်အဲ့လိုမစပါနဲ့1 2 3နဲ့ပဲသွားပါခဏလေးနော်ဆိုရင်ကျွန်တော်ဟိုဟာလေ story number လေးကိုဟိုဟာလေဟိုမြင်းကြီးတက်ဆို1 2 3အဲ့ဒါမျိုးဖြည့်သွားပေးဖို့အတွက်ပြောချင်ပါတယ်နောက်တစ်ခုကကျတော့ type of construction အဲ့ဒါတော့ဆရာမတို့ရှင်းပါတယ်ဟိုတစ်သားနဲ့စောက်တဲ့အိမ်လားဝါးနဲ့စောက်တဲ့အိမ်လား concrete နဲ့စောက်တဲ့အိမ်လားပြီးတော့ brick knocking နဲ့စောက်တဲ့အိမ်လားအဲ့ဒါလေးတွေဖြည့်ပါနောက်တစ်ခုကလည်းတကယ်လို့တစ်ခါတလေမှဟိုဟာလေဆရာမတို့စီမှာအဆောက်အုံရှိပါလိမ့်မယ်အောက်ကအတွင်းကကြတော့ဟိုဟာလေ steel structure အဲ့ဒီပုံမှာ concrete ပြန်ပုံထားတဲ့ဆောက်အုံအဲ့ဒါမျိုး composite structure ဆိုရင်တော့ဒီမှာအဲ့ဒီဟာလေးကိုရှင်းလင်းအောင်ဖြည့်ပါရှင်းလင်းအောင်ဖြည့်ပြီးသွားရင်ဒီဟာလေးကိုဓာတ်ပုံရိုက်ပေးပါဆိုတော့ဓာတ်ပုံရိုက်တယ်ဆိုလဲအခုလိုပါပဲဒီဟာလေးကိုဆရာမတို့လက်ကလေးနဲ့နှိပ်လိုက်တယ်ဆိုရင်ဆရာမတို့ option နှစ်ခုမေးပါလိမ့်မယ်တစ်ခုကကြတော့ဓာတ်ပုံရိုက်မှာလားဒါမှမဟုတ်ဖုန်းထဲကပုံရွေးမှာလားပေါ့ဆရာမတို့ရိုက်ချင်တယ်ဆိုရင်
take photo နှိပ်ပြီးတော့ရိုက်ပါအဲ့ဒါမဟုတ်ဘူးဆိုရင် choose photo ကိုနှိပ်ပြီးတော့ရွေးပေးပါဆိုတော့နောက်တစ်ခုအရေးကြီးတဲ့ဟာမှာ iPhone တွေ Android တွေကအဆင်ပြေတယ် iPhone တွေကကျတော့ဘာဖြစ်လဲဆိုတော့ iPhone တွေကဘာကိုသုံးပေးဖို့လိုလဲဆိုတော့ Safari ကိုမသုံးနဲ့ iPhone သမားတွေ Safari ကိုမသုံးနဲ့ Google Chrome ကို download လုပ်ပြီးသုံး Google Chrome ဆိုဒီစာတွေ position တွေမှန်လိမ့်မယ် Safari ဆိုစာတွေ position တွေမှားလိမ့်မယ်ဆိုတော့အဖြေလဲလွဲနိုင်တယ်အသုံးပြုရတဲ့အချိန်မှာလည်းအဆင်ပြေဖြစ်နိုင်ဆိုတော့ Google Chrome လေးကိုသုံးပြီးနော်ဆိုတော့နောက်တစ်ခုကကျတော့အဆောက်အုံရဲ့ occupancy ဒီမှာဆိုလဲဘာလဲဆိုတော့ကိုယ့်ရဲ့အဆောက်အုံကဟိုဟာ residential လူနေအိမ်လားကျောင်းလားရုံးလား city map တို့လိုမျိုး commercial area တွေလားဈေးတို့လိုမျိုး commercial area လားပြီးတော့ public ဒီမှာကျွန်တော်ပြောချင်တာရှိတယ်ဆရာမတို့သွားတဲ့အချိန်မှာနှစ်မျိုးတွေ့လိမ့်မယ်ပုံမှန် private အိမ်တွေကိုအိမ် private အိမ်တွေတိုက်ခန်းတွေလည်းရှိသလိုနောက်တစ်ခုကကြတော့အစိုးရရုံးတွေအစိုးရဝန်ထမ်းအိမ်ယာတွေရှိဝန်ထမ်းအိမ်ယာကိုလည်း residential တွေကိုပဲထည့်ပေးပါနောက်တစ်ခုကကြတော့ office ဆိုကြတော့ဘာတွေကိုပြောရလဲဆိုတော့ private ရုံးခန်းတွေကိုပြောတာပါဟို public ဆိုတာကြတော့အစိုးရရုံးတွေကိုပြောတာပါအစိုးရရုံးတွေကိုသွားစစ်တယ်ဆိုရင် public ကိုဖြည့်ပါဒီကိုယ့်ရဲ့ဒီလမ်းထဲမှာရှိတဲ့ private ပေါ့နော်တတိပုဂ္ဂလဖွင့်ထားတဲ့ဟာတွေဆိုရင်တော့ office ကိုဖွင့်ဖြည့်ပါနောက်တစ်ခုက assembly ရောနိုင်တာလေးပြောတာပါနောက်တစ်ခုက assembly ဆိုတာကျတော့ဓမ္မယုံကြီးတွေရှိမယ်ကျွန်တော်တို့ဟိုဟာလေအဲ့ဒီနောက်တစ်ခုကဘောလုံးကွင်းကြီးရှိမယ်အဲ့ဒါမျိုးစောက်အုံမျိုးဆိုရင် assembly လို့သတ်မှတ်ပါအားကစားယုံကြီးအဲ့ဒါမျိုးဆို assembly လို့သတ်မှတ်ပါ religion ကတော့ဘာသာရေးဆိုင်ရာစောက်အုံ heritage ဆိုတာကျတော့သမိုင်းမွေနဲ့စောက်အုံ hospital ဆေးရုံ emergency ဆိုတာကျတော့ဘာလဲဆိုတော့မီးသက်တို့ရဲစခန်းတို့ထောင်တို့ကိုပြောတာပါအဲ့ဒီထဲမှာဆရာမတို့ကဒီအချက်တွေမပါဘူးဆိုရင်အာသာကိုဖြည့်ပါအာသာဆိုဖြည့်ပြီးတော့အာသာကိုရွေးပေးပြီးတော့ရိုက်ပေးပါစာရေးပေးပါကိုယ့်ရဲ့ occupancy type လက်ဖက်ရည်ဆိုင်တို့ဘာတို့ကလည်းဟိုဟာထဲမှာထည့်လို့ရပါတယ် commercial ထဲမှာထည့်လို့ရပါတယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဆက်သွားမယ်နောက်တစ်ခုကကြတော့အစောက်အုံကိုအခုဆိုကျွန်တော်တို့ဗာပြီးသွားပြီလဲဆိုရင်အစောက်အုံရဲ့ data ကိုဖြည့်သွင်းတဲ့လူရဲ့ ID ကိုကျွန်တော်တို့ဖြည့်ပြီးပြီအစောက်အုံရဲ့နေရာဘယ်နေရာမှာရှိတယ်ဆိုတော့ coordinate ပါပြီးအစောက်အုံရဲ့အသုံးပြုပုံအစောက်အုံဘာနဲ့စောက်ထားတယ်ဆိုတော့ဟာကိုကျွန်တော်တို့သိပြီးအစောက်အုံရဲ့အသုံးပြုပုံအစောက်အုံရဲ့ function ကိုကျွန်တော်တို့သိပြီဆိုရင်နောက်တစ်ခုကဘာလဲဆိုတော့အစောက်အုံရဲ့ယောဂါကိုကျွန်တော်တို့စပြီးတော့ identify လုပ်ပါမယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်ရမယ့်ချက်၃ခုရှိပါတယ်တစ်ခုကကျတော့ collapse လုံးဝယူအစောက်အုံကပြိုသွားပြီလားကျွန်တော်ပြိုသွားတဲ့အစောက်အုံကိုလည်း data ကောက်ဖို့လိုပါတယ်ပြိုသွားတယ်ဆိုတာလည်းကျွန်တော်တို့ data ပါပဲဆိုတော့ပြိုသွားတဲ့အစောက်အုံဆိုရင်မြန်ဆန်ဆန်နဲ့ collapse red လို့ဖြည့်ပြီးတော့ဟိုဟာ coordinate ဖြည့်မယ် collapse လို့ဖြည့်မယ် red လို့ဖြည့်ပြီး data ကိုလွှတ်လိုက်လို့ရပါပြီဓာတ်ပုံတစ်ပုံလောက်ရိုက်လွှတ်လိုက်လို့ရပါဆိုတော့အဲ့ဒါမျိုးဆိုလဲကျွန်တော်ပြောချင်တဲ့ရည်ရွယ်ချက်ကတော့ပြိုသွားပြီးသားအစောက်အုံဆိုလဲ data လေးကောက်ပေးပါဘာမှမထိတဲ့အစောက်အုံဟိုလည်းရှိကောင်းရှိပါမယ်နောက်တစ်ခုကကျ partial collapse မရှိဘာမှမထိတဲ့အစောက်အုံဆိုရင်တော့ green ဖြည့်ပြီးပါနောက်တစ်ခုကကျတော့ partial collapse မှာကျတော့ကျွန်တော်တစ်စိတ်တစ်ပိုင်းပြိုတာပါကျွန်တော်တို့အစောက်အုံကတစ်ခါတလေမှာကျွန်တော်တို့မန္တလေးမှာဆိုရင်တချို့ဟိုဟာလေအိမ်တွေရှေ့ပိုင်းလေးပဲပြိုတာနောက်ပိုင်းလေးပဲပြိုတာအဲ့ဒါမျိုးရှိပါမယ်အဲ့ဒါမျိုးဆို partial collapse တစ်စိတ်တစ်ပိုင်းပြိုဆရာမတို့အနေနဲ့အများဆုံးတွေ့ရမယ့်ဟာကတော့ building of foundation ပါအဲ့ဒါလေးတွေလည်းကျွန်တော်တချို့ပုံလေးကျွန်တော်ပြပါဒီလိုအစောက်အုံမျိုးဆိုရင်တော့ရှင်းပါတယ်ဒါလုံးဝ collapse ပဲဒီဟာကြီးအနေနဲ့သုံးလို့မရတော့ဘူးဒါ collapse ပဲဖြစ်ပါမယ်တော့နောက်တစ်ခု building ရဲ့ဒါမျိုးပေါ့လေဒါမျိုးဆိုရင်အစောက်အုံက partial collapse မှာလည်းပါသလိုအစောက်အုံက leaning စောင်းလဲစောင်းသွားပြီဆိုတော့အဲ့ဒါမျိုးအချက်နှစ်ခုဖြည့်ပြီးဖို့လိုပါမယ်ဒါမျိုးကအခြေအနေက partial collapse ပါဒါမျိုးအခြေအနေတွေpartial collapse ပါဆရာမတို့အနေနဲ့အများဆုံးဒီငလင်မှာအများဆုံးတွေ့ရမယ့်ဟာဒီလိုမျိုးအခြေအနေဆိုအောက်ထပ်တစ်ထပ်လုံးကမရှိတော့ဘူးပြိုသွားတဲ့ဟာပေါ်ထပ်ကတော့ကျန်နေတယ်အဲ့ဒါမျိုးစောက်အုံမျိုးဆိုရင်ဆရာမဘာဖြစ်ပေးဖို့လိုမလဲဆိုတော့ building of foundation ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အစောက်အုံရဲ့ဒီ foundation နဲ့အစောက်အုံကတိုင်နဲ့တွဲရမဟုတ်တော့ဘဲနဲ့ခုလိုမျိုးပေါ့နော်ပြိုပြက်သွားတဲ့ဟာမျိုးကို building of foundation လို့ဖြစ်ပေးဖို့လိုပါတယ်
နောက်တစ်ခုကဟုတ်ပြီအဲ့အစောက်အုံရဲ့အထွေထွေအခြေအနေကိုတော့သိပြီအစောက်အုံရဲ့အစိပ်ပိုင်းတွေမှာဘယ်ကောင်နာလဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်အဲ့ဒါတော့နောက်တစ်ခုကဘာလဲဆို settlement ပါ settlement ဖြစ်တဲ့ဟာမှာတစ်ခါတလေမှာကျွန်တော်တို့ site visit လုပ်တဲ့အချိန်မှာ settlement မမြင်ရတာရှိပါတယ်အပြီးတော့နောက်တစ်ခုအဖြစ်များတဲ့ဟာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အစောက်အုံရဲ့ဒီ super structure ကြီးကကျွန်တော်တို့အောက်မှာ ground base ရှိမယ် foundation ရှိမယ် retaining wall ရှိမယ် plane base ရှိမယ်အဲ့ဒီပုံမှာကျွန်တော် super structure ကိုတင်ထားတယ်သူ့ရဲ့ဘေးမှာဘာရှိလဲဆိုတော့ရှိတတ်တာ apron ရှိပါတယ် apron ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဟွာလောက်ထားတာမဟုတ်ပါဘူးမြေကြီးပေါ်မှာတင်မဲ့ slab on grade လောင်းထားတာဖြစ်ပါဆိုတော့ငလင်လောက်တဲ့အတွက်ဒီကောင်ကြီးကနှိမ့်သွားပါတယ်ရွေ့သွားပါတယ်ဆိုတော့အဲ့ချိန်မှာဒီအစောက်အုံရဲ့ super structure နဲ့အောက်က apron နဲ့ကကွာသွားပါတယ်အဲ့ကြရင်ဘာဖြစ်မလဲဆိုတော့လူတွေကစိုးရိမ်ပြီးတော့ဟာငါပြည်တယ်ကတော့ settlement ဖြစ်နေပြီနောက်ကိုရိုင်သွားပြီရှေ့ကိုရိုင်သွားပြီ apron ကြီးတော့နှိမ့်ကြသွားပြီဆိုပြီးတော့တွေးတတ်ပါတယ်တကယ်တော့အဲ့ဒါ settlement ပြဿနာမဟုတ်ပါဘူး apron ပြဿနာပါအဲ့ဒါဆိုရင်တော့ apron ကိုပဲပြန်ပြင်တာမျိုးဘူရိုဆာနဲ့ပြန်ထိုးပြီးပြန်ခင်းတာမျိုးလုပ်လိုက်ရင်ပြီးပါတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးဆိုရင်တော့ nan တို့ minor တို့ဖြည့်ပြီးပါကျွန်တော် liquefaction ဖြစ်မယ် liquefaction ဖြစ်ပြီးအောက်ကသဲရည်တွေပွက်ပြီးတော့အပေါ်မှာလည်းအဲ့ဒါမျိုးပေါ့နော်ဒီဟိုသဲရည်ပန်းထွက်တဲ့ဖြစ်စဉ်မျိုးဖြစ်တယ်ဆိုရင်တော့အဲ့ဒါမျိုးကိုတော့ settlement မှာ CVR ကိုဖြည့်ပေးဖို့လိုပါတယ်များသောအားဖြင့်တော့နောက်တစ်ခုကလည်းကျွန်တော်တို့ဗာလဲဆိုတော့အဲ့ဒါတွေကိုကျွန်တော်ပေဘူးနဲ့ light time ကိုကျွန်တော်တို့မှာအချိန်မရှိပါဘူးဆိုတော့အဲ့ဒါမျိုးကိုယ့်ရဲ့မျက်လုံးရှေ့မှာ visual မြင်လို့ရတဲ့အခြေအနေမျိုးရှင်းရှင်းလင်းလင်းမြင်လို့ရတဲ့အခြေအနေ data မျိုးသာဖြည့်ပါနောက်တစ်ခုကတော့ story lining ခုနလိုမျိုးပေါ့လေဒီလိုအဆောက်အုံကစောင်းသွားတဲ့ဟာဒါဆိုရင် lining ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ pounding ဆိုတာကြောင့်အဆောက်အုံဒီဘက်မှာတစ်လုံးရှိမယ်ဒီဘက်မှာတစ်လုံးရှိမယ်အဲ့နှလုံးကကတ်နေမယ်အဲ့လိုကြောင့်မလို့ငလင်ဖြစ်သွားတဲ့အချိန်မှာဒီနှစ်ခုကတိုက်အဲ့ဒီအချိန်မှာတိုက်သွားတဲ့အချိန်ဒီမှာဘယ်ဟာအရေးကြီးလဲဆိုတော့ဒီဘက်အဆောက်အုံရဲ့တိုင်ကိုလာမီတဲ့အဆောက်အုံရဲ့ slab ကဝင်တိုးနေရဆိုအဲ့ဒါအန်ရယ်များပါတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ pounding မှာ severe ဖြစ်ပြီးဖို့လိုပါတယ်လိုပဲထိအောင်လေးရင်ထိနေတယ်အထက်ရည်အတွက်ကလည်းတူတူပဲမတိမ်မရင်ဆိုရင်တော့ကျွန်တော်တို့ minor moderate ဖြည့်လို့ရပါတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့လူထူထပ်တဲ့မန္တလေးလိုနေရာမျိုးမှာတိုက်ခန်းနေအသုံးပြုတဲ့မန္တလေးလိုနေရာမျိုးမှာတော့တွေ့ရပါလိမ့်မယ်စကိုင်းလိုမျိုးအင်ဂျီကိုပိုင်အိမ်နဲ့ယာနဲ့ကြဲနေတဲ့နေရာမှာတော့တွေ့ဖို့နေပါလိမ့်မယ်နောက်တစ်ခုက structural condition မှာ structural condition မှာဆိုရင်ဘာဖြစ်လဲဆိုတော့ဆရာမတို့သွားကြည့်တဲ့အချိန်မှာကျွန်တော်တိုင်နေအများကြီးမြင်ရပါလိမ့်မယ်ဘင်းမြင်အများကြီးမြင်ရပါလိမ့်မယ်ကျွန်တော်တို့လိုချင်တဲ့အချက်တက်ကတစ်ခုတည်းပါပဲအစိုးဆုံးအခြေအနေမှာရှိနေတဲ့ structural member ရဲ့ပုံတိုင်းကျွန်တော်တို့မလို့အဲ့အတွက်လည်းကျွန်တော်တပုံပဲပေးထားတာအဲ့နေရာမှာအစိုးဆုံး structural member မှာရှိနေတဲ့ပုံပါဆိုတော့အဲ့နေရာမှာရှိနေတဲ့ပုံကိုသူ့ရဲ့ဘေးကပတ်ချလဲ feature ကိုပါမြင်ရအောင်လေးရိုက်ပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့သူနဲ့တွဲဆက်တဲ့အရာလေးကဘာလဲသူက cantilever portion လားဒါမှမဟုတ်သူကဟိုဟာလေဒီဟိုအဆောက်အုံရဲ့ interior column လားဆိုတော့ကျွန်တော်တို့သိနိုင်အောင်လေးကိုဓာတ်ပုံလေးကိုရှင်းရှင်းလင်းလင်းလေးရိုက်ပေးဖို့လိုပါတယ်အဲ့မှာဆိုလဲကျွန်တော်တို့အများဆုံးမြင်ရမယ့်ဟာကကျွန်တော်တို့တိုင်ကောင်းပြတ်တာတွေပါတိုင်ကောင်းပြတ်မယ်တိုင်ချေမှာပြတ်မယ်တိုင်ကောင်းပြတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဟိုဟာမှာအဲ့ဟိုဟာရှင်းရှင်းလင်းလင်းမြင်ရပါမယ်တခါလေတိုင်ကောင်းပြတ်တဲ့ဟာ plaster crack ပဲဖြစ်တဲ့ဟာမျိုးရှိမယ်ဒါမှမဟုတ် diagonal crack ကြီးဖြစ်တဲ့ဟာရှိမယ်အထဲတွေက cover တွေပါပြုတ်ထွက်ပြီးတော့အထဲတွေကတန်တွေပါတွေကကွေးသွားတဲ့ဟာမျိုးရှိပါတယ်အဲ့ဒါမျိုးကိုအစစ်စစ် severe moderate minor ပေးဖို့လိုပါတယ် plaster crack လားဘာလားကျွန်တော်တို့လိုက်ပြီးတော့တူတွေဆိုရင်လည်းမထွင်းပါနဲ့ကျွန်တော်ကြည့်လိုက်ရင်မြင်ရပါတယ်အဲ့ဒါမျိုးကြည့်လိုက်တဲ့အချိန်မှာပဲဒီ building ရဲ့ဟာ diagonal crack မဟုတ်ဘူး plaster နားမှာပဲခုလိုမျိုး crack လေးဖြစ်နေတယ်ဆိုရင်အဲ့ဒါမျိုးကို minor လောက်ပေးပါမဟုတ်ဘူးအဲ့ဒီဟာကဟို diagonal crack ဖြစ်နေတယ်ပြီးတော့လည်းအဲ့ concrete သားကလည်းနည်းနည်းကြေသလိုဖြစ်နေတယ်ပြီးတော့အဲ့ကောင်လည်းပတ်ချလည်းဖြစ်နေတယ်ဆိုရင် moderate လောက်ပေးပါအဲ့ကောင်ကနောက်တစ်ခုကကျတော့အဲ့တိုင်ကြီးကတန်နေပါတော့ပေါ်နေတန်တွေကလည်းကွေးတာတော့ညှက်တာတော့ဖြစ်နေဆိုတော့ CVR ပေးပါပြီးတော့အဲ့ဒီဟာ evidence base ပါအဲ့ဒီပုံလေးကိုရိုက်ပြီးတော့ထည့်ဟိုဓာတ်ပုံရိုက်ပြီးတော့ထည့်ပေးဖို့လိုပါတယ်ဆိုတော့နောက်တစ်ခုက non structural condition မှာအဲ့ဒါဆိုလဲဆရာမတို့မြင်ရပါလိမ့်မယ်အဲ့ဒီမှာဆိုရင်3မျိုးလောက်မြင်ရပါလိမ့်မယ်ပါရာဘက်ပြုတ်ထွက်တာရှိမယ်နောက်တစ်ခုကကြတော့အုတ်နေရံတွေကွဲတာရှိမယ်နောက်တစ်ခုကကြတော့ utility line တွေကျိုးပြတ်တာရှိမယ်အဲ့ဒါအဲ့ဒီဟာလေးတွေပုံမှာလဲလူရဲ့အသက်အန္တရာယ်ထိခိုက်မှုပေါ်လိုက်ပြီးတော့ severe moderate minor ကိုပေးပါပြီးတော့နောက်တစ်ခုကကြတော့ severity of other hazard အဲ့ဒီဟာတော့ဘာလဲဆိုတော့ကျွန်တော်တို့ကိုစစ်တဲ့အဆောက်အုံကိုသွားစစ်တဲ့အဆောက်အုံကဘာမှမဖြစ်ဘူးဒါပေမဲ့ဘေးမှာရှိနေတဲ့အဆောက်အုံကြီးကအဲ့ဒီကိုရဲ့အဆောက်အုံပေါ်ကိုပြုတ်ကျလာနိုင်ခြေရှိတယ်ဘေးအဆောက်အုံကြီးကလည်းစောင်းနေတယ်ဆိုရင်အဲ့ဒါမျိုးဆိုရင်ဟို severity of other hazard မှာ severe ထည့်ပါ
နောက်တစ်ခုကကျတော့ဘာလဲဆိုတော့မီးကြိုးတွေပေါက်ပြဲပြီးတော့လူသွားလမ်းတစ်ဝိုက်မှာကြာနေတယ်ဆိုရင်အဲ့ဒါကိုmoderate လောက်ထည့်ပါနောက်တစ်ခုကကျတော့တစ်ပင်ကြီးကကိုယ့်ရဲ့အိမ်ပေါ်ကိုပြုတ်ကျလာနိုင်တဲ့ဟာမှာလည်းတစ်ပင်ရဲ့ပုံစံကိုကြည့်ပါတစ်ပင်ကြီးကညောင်ပင်ကြီးဒါမှမဟုတ်အုံးပင်အကြီးပြုတ်ကျနိုင်တယ်ဆိုရင်တော့အဲ့ဒါဆို moderate လောက်ဖြည့်ပေးပါဗျနောက်တစ်ခုကကျတော့အရေးကြီးပါတယ်နောက်တစ်ခုက estimated overall building damage ကျွန်တော်တို့ရေးထားတဲ့ဟိုက estimated overall building damage ကျွန်တော်အတိအကျမလို့ပါဘူး light တိုင်းနေကြမလို့ပါဘူးဆိုတော့ကျွန်တော်တို့အဲ့ဒီဟာမှာလဲကိုယ့်ရဲ့ structure ရဲ့အဲ့မှာတော့ဘာအရေးကြီးလာလဲဆိုတော့ engineering judgment အရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့တိုင်တစ်လုံးပဲဖြစ်နေပေမဲ့အဲ့တိုင်ကြီးက interior တိုင်ကြီးဖြစ်နေမယ်ပြီးတော့ဟိုဟာလေအဲ့တိုင်ကြီးရဲ့ loading တွေကအများကြီးကိုထမ်းထားတယ်အဲ့တိုင်ကြီး fail ဖြစ်သွားတယ်ဆိုရင်အပေါ်တစ်ထပ်လုံးပြိုကျနိုင်တဲ့လောက်ရှိတယ်ဆိုရင်တော့အဲ့ဒါမျိုးကအရေးကြီးပါတယ်အဲ့ဒါမျိုးမဟုတ်ဘူးသူ့ရဲ့ဟာလေးကအောက်မှာပဲဟို cantilever လိုမျိုးလေးဟိုအပေါ်အထက်မှာအသုံးမပြုဘူးသုံးတဲ့ဟာလည်းအပေါ်က roofing လေးကိုထောက်ထားတာတို့ဘာလို့ဆိုရင်အဲ့ကောင်ရဲ့ column collapse ကဟိုဟာလေအဆောင်တစ်လုံးလုံးပြိုသွားတဲ့အထိဟိုဟာလေအရေးမကြီးပါဘူးဆိုတော့အဲ့ဒါမျိုးဆိုရင်တော့ဟိုဟာလေ moderate လောက်ဖြည့်ပြီးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဘာအရေးကြီးလဲဆိုတော့ကိုယ့်ရဲ့ engineering judgment နဲ့ common sense ကအရေးကြီးပါတယ်အဲ့ဒါကိုအသုံးချပြီးတော့အဆောက်အုံရဲ့ဒီ overall building damage ကို estimated ပါအတိအကျမဟုတ်ပါဘူးဆိုတော့မှားခံပါတယ်ဆိုတော့အဲ့ဒါလေးကိုမြန်မြန်ဆန်ဆန်ဖြည့်ပြီးပါဆိုတော့နောက်တစ်ခုကကျတော့ posting placket posting placket မှာဆိုရင်ဘာလဲဆိုတော့ကျွန်တော်တို့ဟိုဟာကျွန်တော်တို့အဓိကသိကျင်တာ red လားဒီစောက်အောင်ကဖြိုရမယ့်စောက်အောင်လား green လားဒီစောက်အောင်ကနေလို့ရသေးတယ်ပြန်သုံးလို့ရတဲ့စောက်အောင်လားနောက်တစ်ခုကဘာလဲဆိုတော့ restricted access အဲ့ဒါကကျတော့ဘာလဲဆိုတော့ဆရာမတို့သွားစစ်တဲ့အချိန်မှာမသေးကြဘူးပြီးတော့နောက်တစ်ခုကလည်းဒီစောက်အောင်ကလည်းသူ့ရဲ့ strength ကိုသိဖို့အတွက် ပေရှည်ဦးမယ်ဆိုရင်တော့အဲ့ဒါမျိုးစောက်အောင်မျိုး orange တဲ့ပါအဲ့ဒါမှလည်းဟိုပါလေလေကားတန်ပေါ်တာလောက်လေးဆိုရင်တော့အဲ့ဒါကိုတော့ orange မှာမထည့်ပါနဲ့ structural member ကိုလည်းထိခိုက်နေတယ်ထိခိုက်တဲ့ဟာကလည်းအရေးကြီးမယ်လို့တင်တယ်ယူလဲယူဆတယ်ဆိုရင် red လဲပေးဖို့လောက်လည်းမပြတ်စည်းသေးဘူးဆိုရင်တော့ orange မှာထည့်ပေးပါနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီ building ကဗာဆက်လုပ်ရမလဲဘူးเนาะကျွန်တော်တို့ဒီ data ကိုပြန်ကြည့်တဲ့လူတွေကိုဒီစောက်အောင်မှာရှိတဲ့ဟာတော့ဗာဆက်ကြည့်တင်လဲဆိုတာကို recommend လုပ်တဲ့ဟာပါနောက်တစ်ခုကတော့ကိုဒီစောက်အောင်နဲ့ပတ်သက်ပြီးတော့ထည့်ရေးချင်တာရှိတယ်ဆိုရင် comment section မှာရေးပါနောက်တစ်ခုကကျတော့ဒီအဆောက်အုံရဲ့ sketch ဒီအဆောက်အုံရဲ့ sketch ကဆွဲနိုင်တဲ့လူဆိုဆွဲပါအချိန်မရဘူးဆိုမဆွဲပါနဲ့ပြီးတော့ဒီကိုပြကျင်တဲ့ဟာကအရေးကြီးတယ်ဆိုဆွဲပါပုံတိုင်းမှာအိမ်တိုင်းမှာဆွဲစရာမလိုပါဘူးဆိုတော့ဆွဲတဲ့အချိန်မှာလည်းဖြစ်တဲ့ဒဏ်ရာနဲ့ဖြစ်နေတဲ့တိုင်လောက်ရဲ့ဟိုဟာ surrounding span လောက်ကိုရပြီဆိုရင်ရပါတယ်ဆိုတော့အိမ်တစ်လုံးလုံးကြီးကိုဟိုဟာလေးပုံအနုစိတ်တွေဆွဲစရာမလိုဆိုအိမ်တစ်ခုလုံးရဲ့ structural system ကြီးကိုလည်းဆွဲစရာမလိုပါဘူးသူဆီယမပြကျင်တဲ့ဆရာမတို့ပြကျင်တဲ့ဒီ critical member ရဲ့အနီးတစ်ဝိုက်ပတ်ဝန်းကျင်နဲ့သူ့ရဲ့နီးတစ်ဝိုက်ပတ်ဝန်းကျင်မှာဆက်ထားတဲ့ frame system လေးကိုကျွန်တော်တို့သိရင်ရပါပြီ span တိုလာလားကျဲတာလားဒါမှမဟုတ် edge column လားသူ့ရဲ့ position နဲ့ span လေးကိုသိရင်ရပါတယ်တစ်လုံးလုံးဆွဲစရာမလိုပါဘူးအဓိကကျွန်တော်တို့လိုချင်တာ speed ပါမြန်ကျင်တာပါပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကဘာလဲဆိုတော့ speed မြန်ကျင်တယ်ပြီးတော့ကျွန်တော်တို့က green building တွေဘယ်လောက်ရှိတယ် red building တွေဘယ်လောက်ရှိတယ်ဆိုတော့ကျွန်တော်တို့သိချင်တာပါနောက်တစ်ခုက general photo ဒီ general photo ကတော့အထွေထွေပါပဲဆရာမတို့ဒီထဲမှာပြကျင်တဲ့ဟာတွေခုနနေရာမရှိလို့ဒီနေရာမှာထည့်ကျင်တဲ့ဟာတွေဆိုထည့်ပေးပါပြပေးပါနောက်တစ်ခုနောက်ဆုံးတစ်ခုအရေးကြီးတာဒီ submit ပါဒီ submit ကိုနှိပ်ပါဒီ submit ကိုနှိပ်သွားရဆိုရင်ဒီခုလိုမျိုးလေး successfully submitted လို့ပေါ်လာပါလိမ့်မယ်အဲ့ဒါမှအဲ့ data ကျွန်တော်တို့စီရောက်သွားတာဆရာမတို့စီမှာရှိပါလိမ့်မယ် internet မရလို့ဟိုဟာလေအစင်မပြေလို့ဟို data ကိုမတင်လို့မရဘူးဆိုရင်စောက်အုံရဲ့ data ကိုဖြည့်ပြီးပြီဆိုရင်ဒီမှာထည့်ပါ save draft လို့ထည့်ပါအဲ့ဒါဆိုရင်သူကဆရာမကိုနံပါတ်လေးပေးပါလိမ့်မယ်ဒါကိုနံပါတ်ကိုပြင်ကျင်နဲ့ပြင်ပါမပြင်ကျင်ဘူးဆိုလဲသူ့အတိုင်းပဲထားပါဒါလေးပြဿနာမရှိပါဘူးပြီးရင် save and close အဲ့ဒါဆိုရင်ဒီနားလေးမှာဆရာမတို့ရဲ့ဖုန်းရဲ့ဘယ်ဘက်တောင်အပေါ်လေးမှာခုလိုမျိုးလေးအရေးအတွက်လေးတက်လာပါလိမ့်မယ်အဲ့ကြရင်ဆရာမကြည့်ပါဒီမှာကျွန်တော်နှိပ်လိုက်တယ်ဆိုရင်ကိုယ့်ထဲမှာသူ့စီကို server မပို့ဘဲနဲ့ကိုယ့်ထဲမှာစုထားတဲ့ server ရဲ့ form လေးကိုသူပြပါလိမ့်မယ်အဲ့ဒီမှာဆရာမတို့ internet ရတဲ့နေရာရောက်ပြီဆိုရင်နှိပ်ပါအဟောင်းလေးပေါ်လာပါလိမ့်မယ်အဲ့ဒီဟာကို submit လုပ်ပြီးတော့တင်ပါနော်အဲ့ဒါခု3ကနေ2ဖြစ်သွားပြီကျွန်တော်အဲ့ဒါနောက်တစ်ခုထပ်နေကြည့်ဟုတ်ပြီပြန်တက်လာပြီဆိုရင်အဲ့ကောင်ကို internet ရတဲ့နေရာမှာ submit လုပ်မယ်ဟုတ်ပြီ1ဖြစ်သွားပြီ1ကနေထပ်တက်လာပြီအဲ့ဒါလေးကိုရွေးမယ်ပြီးရင်ကျွန်တော် submit လုပ် okay 0ဖြစ်သွားပြီတွေ့လား
0ဆိုရင်ဆရာမတို့စီမှာအကျွေးမရှိတော့ဒီ data တွေအားလုံးဆရာမတို့ဖုန်းထဲက data တွေကကျွန်တော်တို့ရဲ့ server တွေကိုရောက်ပြီးတော့ကျွန်တော်တို့ရဲ့ server မှာခုလိုမျိုးလေးပုံပေါ်ပြီးတော့အသုံးပြုလို့ရပြီကျွန်တော်တို့ဆက်ပြီးတော့ data တွေဆက်ကောက်လို့ရပြီဆိုတာဒီဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်စောပိုင်းတော့ကတော့ဒီ building တစ်လုံးလေးကိုဖြည့်ဖို့ပါဒါပေမဲ့ဆရာမတို့အခု10နာရီလဲခွဲနေပြီဆရာမတို့အနေနဲ့လည်း data ကောက်တဲ့ဆိုရင်အရန်ပူမှာလဲကျွန်တော်ဆိုရင်တော့လေမဲ့ဒီထဲမှာစကိုင်း team မှာမဲအေးကျွဲရှိပါတယ်မဲအေးကျွဲကနေပြီးတော့ဆရာမတို့ ਨੇ လေတစ်လုံးလုံးလောက်ကိုတူတူ joint survey လေးလုပ်ပြီးတော့လေ team တွေ deploy လုပ်ဖို့အတွက်မဲအေးကျွဲကိုလည်းမြစ်တာရက်ခံပါတယ်ဆိုတော့မြစ်တာရက်ခံပါတယ်ဆိုတော့ကျွန်တော်တို့ဒီခုကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကကျတော့ဒီ form ကိုကျွန်တော်တို့သုံးပြီးတော့ဖြည့်ဖို့ပါစာရွက်တွေလုံးဝမသုံးပါနဲ့စာရွက်တွေသုံးနေဆိုဆရာမတို့နံပါတ်1စာရွက်ဆိုတာလေစာရွက်ဆိုတာပြန်ပြီးတော့ကူးရေးရတဲ့ချိန်မှာခုနလိုမျိုးကဏ္ဍ6လုံးလောက်ပြန်ဖြည့်ရတဲ့ချိန်မှာလေ3တို့8တို့ကမှားနိုင်ပါတယ်မှားလွယ်ပါတယ် data ကိုပြန်ဖြည့်တဲ့ချိန်မှာဖြည့်တဲ့လူရဲ့လက်ရေးမသေးတတ်မှုတော့၎င်းဖတ်တဲ့လူရဲ့အမြင်ရှမ်းမှုတော့၎င်းကျွန်တော် data ရဲ့ accuracy ကမှားယွင်းနိုင်ပါတယ်ဆိုတော့ဒီကိုပဲဖြည့်နေတဲ့လူကတစ်ခါတည်းပဲတင်ပေးပါတင်လို့မရသေးဘူးဆိုရင်ခုနကျွန်တော်ပြောသလိုပဲ save draft ထဲမှာ save မှတ်ပါမှတ်ပြီးတော့မှဒီကိုယ့်ရဲ့အကျွေးစရင်းတွေကနေဒီဟာကိုထုတ်ပါပြန်လုပ်ပါလုပ်ပြီးတော့ submit လုပ်ပါအဲ့ဒါဆိုရင်ဆရာမတို့မှာတနေ့ဘာအကျွေးdata အကျွေးမရှိဘဲနဲ့အကုန်လုံးလေ server ပေါ်ရောက်သွားမှာဖြစ်ပါတယ်ဆိုတော့လေကျွန်တော်ဆရာမတို့ ਨੇ ဆွေးနွေးချင်တာဒါလေးပါပဲကျေးဇူးတင်ပါတယ်ဆိုတော့ဗာမေးချင်တာရှိလဲအဲ့ပူပူဆိုတော့ဝယ်ရကြတော့ဒီလိုပေးတဲ့ရင်းနေကနေပြန်ဝင်လို့ရမှာ